နောက်ဆုံးသတင်းတစ်ခုကတော့ Marcus Rashford ပါ United ရဲ့တိုက်စစ်မှု Marcus Rashford ကဘာစီလိုနာစီကိုပြောင်းမှုအတွက်အရန်စရာထပ်တန်နေတယ်ဘာစီလိုနာကသူတို့ရဲ့ဦးစားပေးမှာ Nico Williams ကိုခေါ်ယူပြီးသွားလို့ရှိရင် Liverpool က Luis Diaz ဘက်ကိုသူတို့ဦးစားပေးသွားဖို့အခြေအနေရှိနေတာဖြစ်တဲ့အတွက် Rashford ရဲ့အိမ်မက်တွေဖြစ်လာနိုင်ဖို့ကတော့နည်းနည်းခဲရင်ပါတယ် Rashford ဘက်ကတော့ဒါခေါ်ခဲတွေမျိုးစုံပြစ်နေတယ်စပိန်ကနေလိုကောင်းတယ်တို့ဟိုအိမ်နဲ့3နာရီလောက်လေစီရောက်တယ်တို့ဟိုလမိုင်းရမယ်နဲ့တွဲကစားကြပါတယ်တို့အဲ့လိုမျိုးဟိုဈေးပေါင်ကျိုးအတန်နဲ့တော့အော်ရောင်းနေတယ်ဆိုပေမဲ့ဘာစီလိုနာကတော့ Nico Williams ကိုခေါ်ပြီးသွားရင် Liverpool က Luis Diaz ကိုဦးစားပေးခေါ်သွားဖို့ရှိနေတယ်နောက်တစ်ခုက Rashford ရဲ့ market value ဖြစ်တဲ့ပေါင်တန်း40ဆိုတော့ကိုလည်းအသင်းအများစုကလက်ရှောင်ချင်ကြတယ်ဒါကြောင့် Rashford အနေနဲ့ Manchester United မှာနေရာမရှိတော့ဘူးဆိုရင်သူ့အတွက်တခြားရွေးချယ်စရာတွေကိုလိုက်ရှာဖို့လိုအပ်ပါတယ်ဆိုတော့ Rashford ကိုလောလောဆယ်ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အထက်မှာတော့ Premier League က Newcastle ရှိပါတယ်ဆိုတော့ Nibia Ruben Amorim ကတော့ Marcus Rashford အပါအဝင် Garnacho, Jadon Sancho, Anthony တို့ကိုလာမဲ့ယာတီချိုခြေစမ်းပွဲတွေမှာတော့ထဲမထဲဆိုတာမဆုံးဖြတ်ရသေးဘူးဆိုတဲ့အခြေအနေရှိတော့ဒီကစားသမားတွေရဲ့အနာဂတ်ကတော့ United မှာဆက်ရှိဖို့တော်တော်လေးကိုဝေဝါးနေပါတယ်ဆိုတော့ဒီအကြောင်းလေးတွေပြောရင်းနဲ့ကျွန်တော်တို့ရဲ့ daily update ကိုစုံထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်